အားလုံးပဲမင်္ဂလာပါ The Moment Island ကျမ်းမာရေးနဲ့ဘူးတူတာမျှဝေအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တအိမ်အလုံးတိမ်နေရင်ကိုဝင်ဆောင်လို့ရလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီကျမ်းမာရေးပြဿနာလေးကိုတော့အမျိုးသမီးအများစုဟာသိကျင်နေကြမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာတအိမ်အလုံးတဲတဲ့အမျိုးသမီးအီအတွက်ဟာနှစ်စဉ်နဲ့အမျှများလာတာကိုတွေ့ရှိရပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတော့တိမ်အလုံးတဲရင်ကိုဝင်ဆောင်လို့ရမရဆိုတာလေးကိုလေ့လာကြည့်လိုက်ကြရအောင်နော်တိမ်အလုံးတဲခြင်းကအဖြစ်များတဲ့မိရဲ့ပြဿနာတစ်ခုဖြစ်ပြီးတော့အသက်35-50နှစ်အတွင်းမှာအတွေ့အများပါတယ်။တိမ်အလုံးတန်ရတဲ့အကြောင်းရင်းတွေကိုတိတိကျကျမသိသေးပေမဲ့အမျိုးသမီးဟော်မုန်းအီစထရိုဂျင်ရှိခြင်းမရှိခြင်းနဲ့ဆက်နွယ်နေပါတယ်။ဒါကြောင့်အီစထရိုဂျင်ပမာဏအများများရှိသောမျိုးဆက်ပွားနိုင်တဲ့အရွယ်အမျိုးသမီးတွေမှာတိမ်အလုံးဖြစ်တာများပါတယ်။တအိမ်အလုံးဆိုတာဟာတအိမ်ကြွက်သားတီရှူများမှဖြစ်လာတဲ့အလုံးဖြစ်ပြီးပုံမှန်အားဖြင့်ကင်ဆာခြင်းအဖြစ်ကိုမပြောင်းတတ်ပါဘူး။တိမ်အလုံးတွေကပဲစိအရွယ်ခန့်ကနေပြီးတော့ကျွဲကိုအသည့်အရွယ်လောက်ထိရှိတတ်ပြီးတော့တိမ်အတွင်းဘက်တိမ်အပြင်ဘက်နဲ့တိမ်နိုင်ငံထဲမှာရှိတတ်ပါတယ်။တိမ်အလုံးရှိနေတဲ့အမျိုးသမီးတူကကိုဝင်ဆောင်လို့ရမလား။တိမ်အလုံးရှိနေရင်ကိုဝင်ဆောင်လို့ရနိုင်တယ်လို့မျိုးဘေးကင်းစွာမိဖွားနိုင်တဲ့အမျိုးသမီးတွေလည်းများစွာရှိပါတယ်။ဒါပေမဲ့ကိုဝင်ဆောင်ပြီးကောင်းစွာမိဖွားနိုင်ခြင်းကတိမ်အလုံးရဲ့အရွယ်အစားတိမ်အလုံးရဲ့တည်နေရတဲ့အရေးအတွက်ပုံမူတည်နေတဲ့အတွက်တိမ်အလုံးရှိနေတာကိုသိရှိလို့ရှိရင်နားလေတဲ့ကျွမ်းတဲ့ဆရာဝန်တွေနဲ့တိကျပြသဖို့အတွက်လိုအပ်ပါတယ်နော်။တိမ်အလုံးရှိနေတဲ့အတွက်ကိုဝင်စားမှုခက်ခဲတာမျိုးလည်းရှိတတ်တယ်။အထူးသဖြင့်တိမ်အတွင်းဘက်ကိုထွက်နေတဲ့အလုံးတွေရှိပါကတတိသားတွေ့ကပ်ဖို့တအိမ်နိုင်ရဲ့ကောင်းစာမရှိတော့ဘဲနဲ့တတိမတင်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ဒါအပြင်တအိမ်အလုံးကြောင့်ကိုဝင်ပြတ်ကြခြင်းခလေးနေတာမမှန်ခြင်းအချင်းနေတာမမှန်ခြင်းအချင်းကွာခြင်းပေါက်မပြည့်တတ်ခြင်းလမစီပဲမွေးရခြင်းခွဲမွေးရခြင်းတို့လည်းဖြစ်တတ်ပါတယ်။တိမ်အလုံးရှိနေတဲ့ကိုဝင်ဆောင်အမျိုးသမီးတဦးကတိမ်အလုံးမရှိတဲ့ကိုဝင်ဆောင်အမျိုးသမီးထက်ခွဲမွေးရနိုင်ခြင်း6ဆပိုများပါတယ်။ကိုဝင်ရှိနေချိန်မှာတိမ်အလုံးကိုထုတ်ပြလိုက်တာမျိုးလုံးလုံးပေးရဘဲနဲ့လက္ခဏာများကိုထိန်းပြီးဥတာရာမျိုးပဲလုပ်လို့ရပါတယ်။တိမ်အလုံးတွေကမိဖွားပြီးရင်အလူလူကျုံသွားတတ်ပါတယ်။လေးလာမှုချို့ရတိမ်အလုံးရှိရဲ့ကိုဝင်ဆောင်အမျိုးသမီးများရဲ့3ပုံ2ပုံဟာမိဖွားပြီး3လမှ6လအတွင်းတိမ်အလုံးအရွယ်စားရဲ့တဝက်ကျော်ကျုံသွားတာမျိုးကိုတွေ့ရတတ်ပါတယ်။တိမ်အလုံးရှိနေရင်ကိုဝင်ဆောင်လို့ရနိုင်ပါတယ်။ဒါပေမဲ့တိမ်အလုံးရှိနေတဲ့အမျိုးသမီးတွေမှာအလုံးရဲ့အနေအထားပေါ်မူတည်ပြီးကိုဝင်အပေါ်အကျိုးသက်ရောက်မှုရှိနိုင်တဲ့အတွက်ကိုဝင်တေချာအဲ့ရဲ့ရချင်းပုံမှန်ပြသရန်တိမ်အလုံးကြောင့်ကိုတေချာသိရှိနားလေရဲ့လူအကြောင်း The Moment Island မှာအချန်ပြူတင်ဆက်လိုက်ရပါတယ်။ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်အသိချင်တာတွေကိုလည်း comment မှာရေးပေးခဲ့ပါအောင် The Moment Island YouTube Channel လေးကို subscribe မပြုလုပ်ရသေးရင်လည်းပြုလုပ်ပေးခဲ့ပါအောင်နော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်